ဘာပြောလိုက်တယ်ဆိုဘယ်ပြည့်တစားမကများဒီတတွေးထွေးသွားရတာလေအလကားသာသနာပြတ်မတွေလို့ဆိုပြီးတော့ဆဲလိုက်တာနော်အဲ့တော့နှုတ်ဆိုတဲ့အမတန်တတိထားရတယ်သူဆဲလိုက်တဲ့စကားတစ်ခုသူကိုယ်တိုင်ပြန်ပြောပြသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားထဲမှာဝေတိကာစအနာဒါရာဇိနသာသနာဒုတိကာသူပြောလိုက်တယ်ဝေတိကာစအနာစာရာဆိုတာအကျင့်ပြတ်မတွေဟုတ်လားမိမ့်မဲ့ပြတ်တွေဇိနသာသနာဒုတိကာဖရာသာသနာပြတ်မတွေလို့ဘယ်သူကဒီတတွေးကိုထွေးသွားတာလဲလို့ဆိုပြီးတော့ဖရာရင်ပြင်မှာညစ်တိညစ်ပတ်လောက်ရမလားလို့သွားပြီးတော့နှုတ်ကနေဆိုလိုက်တာသူပြောလိုက်တဲ့တကယ်တတွေးစင်သွားတဲ့အမျိုးသမီးကတာမန်မျိုးသမီးမဟုတ်ဘူးယန္နာမကြီးဖြစ်အဲ့တော့သူယန္နာမကိုပြမမိတာဖြစ်သွားတယ်အဲ့ဒါတတိထားရတယ်နော်အလွန်ကြောက်ဘဝမှာသင်္ကန်းစာယူရဘဝမှာတစ်ခါမားလိုက်တာတသံတရားလုံးသွားတယ်တသံတရားလုံးကပြင်မရတဲ့အမှားမျိုးဖြစ်သွားတယ်အဲ့ဒါသင်္ကန်းစာယူဖို့ပြောတာနော်သင်္ကန်းစာယူရမယ်နှုတ်ထွက်မကြမ်းကြစိတ်နဲ့ကိုယ်ပါးစပ်ကထွက်တဲ့စကားဟာတန်မိုးရှိတဲ့စကားပဲထွက်စေရမယ်ဆဲရည်တဲ့စကားရိုင်းပြတဲ့စကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်အကိုပိုင်တယ်လို့ထင်တယ်မပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တဲ့အတိုင်းလိုက်ဖြစ်နေကြတာစိတ်ဆိုရင်ကြမ်းတမ်းတဲ့စကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အမြဲတမ်းသတိထားတဲ့နာပေါ့သူပြောလိုက်တာဝေတိကာစအနာစာရာပြိဋ္ဌစာအပြတ်မတွေဟောဇိနသာသနာဒုတိကာဖရာသာသနာအဖြတ်မတွေစေတီရင်ပြင်မှာတရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟန္တာကိုသူပြင်မာတာကယဟန္တာဆိုတော့စဉ်းစားကြည့်လေဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ဂုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှိရင်မနာဘူးကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲဂုံမရှိတဲ့ပုဂ္ဂိုလ်ကိုပြင်မမိရင်ဒါတော့မနာဘူးနော်ဂုံရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးလို့သူကကြစ်လက်ကြောက်တုံးကြီးလို့ကြစ်လက်တယ်အဲ့ဒါလို့ဂုံရှိတဲ့ပုဂ္ဂိုလ်ဂုံနေအနှစ်တည်တီးနေတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ပြင်မလိုက်ရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ထားတဲ့ပိုးနာသွားတယ်သူကဒီလိုဆိုလို့လားသူပြင်မလိုက်တဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကြီးဖြစ်နေသည့်အတွက်သူပြောလိုက်တဲ့စကားတစ်ခုအမြဲတမ်းပြင်းထန်သွားပြီးတော့သူဟာဘဝပေါင်း1000နဲ့ပြည့်စုံမှာဘဝကြီးပဲရောက်တယ်ပြည့်စုံမှာဘဝရောက်သွားတာဘဝပေါင်း1000ကြာဒီလိုဆိုလို့နော်အဲ့ဒါလို့နဲ့တန်တရားလဲလာခဲ့တာပြီးသလားဆိုမပြီးသေးဘူးကသဗ္ဗဘုရားလက်ထက်ရောက်တဲ့အခါကျတော့သူကသာသနာတော်တွေနဲ့တော့ကြုံတွေ့လို့သာသနာဝင်ပြီးတော့မြတ်သောအကျင့်တွေကျင့်တယ်သို့တော့ပေါက်ရောက်တော့မဖြစ်ဘူးပေါက်ရောက်မဖြစ်လို့ကသဗ္ဗဘုရားလက်ထက်မှာမြတ်သောအကျင့်ကိုကျင့်မိမယ်လို့တရားတို့တရားမြတ်မရလို့သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံရဲ့အပြစ်အရှိန်ကလည်းပဲမကုန်ဘူးဂေါရမဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့သူကကသဗ္ဗဘုရားလက်ထက်တုန်းကသူဘာစိတ်ပြတ်တယ်လဲလို့ဆိုလို့ရှိရင်မိခင်ဝမ်းထဲမှာသရေတရားမှာသူစိတ်ပြတ်တယ်ကဲဘုန်းကြီးတို့ပြိဿတဲ့မှာအမိဝမ်းထဲမှာဝင်ရမှာကိုစိတ်မပြတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ပြတ်ကြမသိအမိဝမ်းထဲမှာကိုယ်ဘယ်လိုနေရရတယ်ဆိုတာသိကြမှသိမှာလေအခုချိန်မှာပြန်ချောင်းကြည့်ရင်ဘယ်နဲ့နေပါနော်မိခင်ဝမ်းကိုအခုချိန်မှာပြန်ပြီးတော့စိတ်ကူးကြည့်မလားမိခင်ဝမ်းမပြောပါနဲ့တိုက်ခန်းလေးတစ်ခန်းထဲမှာအမဲသားတွေအတစ်လိုက်ဆွဲထားပြီးတော့နော်ညှိစောနန်းနေတဲ့အထက်ကိုအဲ့ဒါတဏှာကြီးလောက်ထည့်ထားလိုက်ရင်ဘယ်လောက်ခံရမလဲစဉ်းစားကြည့်ပေါ့သို့တော့မိခင်ဝမ်းထဲကြတော့အသက်ကမရှူတော့အနံ့တော့ရကြမှာရမှာပေါ့နော်သိမယ်ဆိုရင်တော့ဘယ်သူမှဝင်မှာမဟုတ်ဘူးသို့တော့အဲ့ဒီမျိုးသမီးက तू က
ဘယ်လိုစိတ်ထဲမှာဆန္ဒဖြစ်တုံးလို့ဆိုဘုရားဘုရားလက်ထက်မှာသူဆန္ဒဖြစ်တာကမိခင်ဝမ်းထဲမှာလူဖြစ်ရမှာကိုသူကြောက်တယ်မဝင်ញင်ဘူးဒါကြောင့်မို့လို့မိခင်ဝမ်းထဲမှာလူမဖြစ်ချင်ဘူးတချို့လူကြီးတွေပြောတာကြားဘူးတယ်အခုခေတ်အမျိုးသမီးတွေရဲ့ဝမ်းထဲမှာလူဖြစ်ရမှာကြောက်လိုက်တာလို့ပြောတာတော့ကြားဘူးတယ်ဘာဖြစ်လို့ကြောက်တယ်ဆိုတာလဲကိုယ့်အကိုစဉ်းစားကြည့်ပေါ့နော်ခုခေတ်ကခုံလိုက်ပေါက်လိုက်တာလဲလွန်လို့ရေခဲမုံကလည်းစားသေးတယ်ငရုတ်တိကလည်းကြိုက်တယ်ဆိုတော့အထဲထဲကအကောင်တော့မသက်သာဘူးပေါ့ရေခဲမုံစားရင်တော့အဲ့ဒါအေးတန်ခံရမှာပဲခြုံစရာဆောင်လည်းမရှိဘူးထဲထဲမှာငရုတ်တိစားရင်တော့မနှစ်ကຫນွေတဲ့ဆိုးသွားမယ်သာအောင်းမေ့ပြီအဲ့ဒါကြောင့်ကြောက်တာလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒီမှာသူဆူတောင်းတိုင်းပဲခေါရမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါသူကဝေတလီပြည်မှာလူလာဖြစ်တာသို့တော့အမေနဲ့အဖေနဲ့ဖြစ်တာမဟုတ်ဘူးတရေဥယျာဉ်တွေကတရေပင်ကြီးတပင်ရင်းမှာသူကကွာခဲ့နဲ့ဥပပပဋိသတိလို့ဒီလိုပြောတယ်ဩပပတိကပဋိသတိရဲ့တန်တေရဇပဋိသတိရဲ့ဆိုတာဟာတန်တေရဇကြတော့အစိုးအထိုင်အညှိကိုဆွဲပြုတ်ပြီးတော့သေးသေးလေးကနေကြီးလာတာ